အားလုံးပဲမင်္ဂလာပါဒီနေ့တော့ထိုင်းမှာလိုင်းငါစီနီကိုပြောပြရင်းနဲ့ပေါ့နော်ဒီဖူးခက်ကနေလီစိတ်ကိုလိုင်းငါဘယ်လိုစီးလို့ရလဲဆိုတာလေးပြောပြပေးမယ်ထိုင်းမှာလေလိုင်းငါစီးခြင်းနဲ့ဆိုလို့ရှိရင်ကိုကအသီးသန့် application တွေလိုက်ရှာနေစရာမလိုသူက Google Map မှာပဲကိုသွားမဲ့နေရာကိုအဲ့ရွေးလိုက်တာနဲ့ပေါ့နော်ဒီမှာကားနဲ့ဆိုရင်ဘယ်လောက်ကြာမယ်ပေါ့ဆိုင်ကယ်နဲ့ဆိုရင်ဘယ်လောက်ကြာမယ်ဒီမှာဆိုရင်ဒါ public transportation ဆိုဒီ bus ကားတွေရထားရှိရနေရဆိုလဲရထားပေါ့နော်အဲ့ဒါတွေအတွက်ကိုပြပေးတယ်ပြီးတော့လေသူကအချိန်တိကျနဲ့ထိုင်းမှာကသူက schedule လေးနဲ့အချိန်တိကျနဲ့သူကထွက်တာဖြစ်တဲ့အတွက်ဘယ်ချိန်ထွက်မယ်ဆိုတာလေးကိုပါသူကအချိန်နဲ့ကိုပြပေးတယ်ကဲပြီးကိုကกูမသွားသေးဘူးပေါ့နော်กู9နာရီဆိုမသွားသေးဘူးกูက10နာရီမှသွားမယ်ဆိုလဲအဲ့ဒါဆိုกู10နာရီမှသွားမယ်ဆိုပြီးတော့กูကရွေးလို့ရတယ်အဲ့ဆိုရင်အဲ့ဒီချိန်မှာဘယ်ကားတွေရှိမယ်ဗာရှိမယ်ဆိုတာသူကပြပေးတယ်အချိန်လေးကြာနဲ့ပြပေးရပေါ့နော်အခုရှိနေတဲ့အချိန်နဲ့ပဲသွားမယ်ဆိုတော့မရွေးတော့ဘူးနော်အဲ့တော့အခုဒီမှာဆိုရင်ပါတောင်ဘင်္ဂလားလမ်းကနေဒီဖူခက်လေးစီကိုဘယ်လိုသွားလို့ရလဲဆိုလေပေါ့ဒါ public transportation tab ကိုနှိပ်လိုက်တာနဲ့ဒီမှာဘယ်လိုလမ်းကြောင်းတွေရှိတယ်ဆိုတာသူကပြပေးတယ်အခုဒီမှာတော့ဒီ smart bed တစ်ခုပဲရှိရ smart bed တစ်ခုပဲပြပေးရပါတော့အကယ်၍ကိုကတခြားတချို့နေရာတွေမှာဆိုရင်ရထားရှိရဆိုရထားလိုင်းကား2မျိုး3မျိုးရှိရဆိုရင်လည်း2မျိုး3မျိုးပေါ့လိုင်းကားဘယ်လိုလမ်းကြောင်းတွေရှိရဆိုတာလေသူကတစ်ခါတည်းပြပေးတယ်ဦးလောလောဆယ်တော့ဒီဖူကတ်စမတ်ဘတ်ဆိုတာလေးရပဲရှိရဆိုတော့ဒါလေးပဲနှိပ်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပတ်တောင်ဘင်္ဂလားလမ်းကနေကို10မိနစ်လောက်လမ်းလျှောက်ပြီးတော့ဘင်္ဂလား police station ကိုသွားမယ်ဆိုလို့ရှိရင်သူကဒီမှာဆိုရင်9နာရီခွဲမှာကားထွက်ဖို့ရှိရပေါ့နော်သူကအချိန်လေးနဲ့ပါသူပြပေးတယ်သူကအချိန်တိကျထွက်တယ်နော်ပြီးလို့ရှိရင်အကယ်၍နောက်တခြားအချိန်တွေကြည့်ချင်တယ်ဆိုလဲဒီမှာသူရဲ့ schedule ပဲချိန်တွေမှာကားထွက်ဖို့ရှိသေးတယ်ဒီနေ့ဆိုရင်7:12ကနောက်ဆုံးပဲအဲ့တော့မနက်ဖြန်ဆိုရင်မနက်ဖြန်အတွက်အချိန်လေးလည်းသူကပြထားပေးတယ်အဲ့တော့အဆင်ပြေအောင်ပေါ့နော်အဲ့ဒါဆိုရင်9နိုင်ခွဲမှထွက်မှာဆိုရင်ကိုချိန်ပြီးတော့လဲသွားလို့ရတာပေါ့ပြီးလို့ရှိရင်ဒီမှာကိုကဒီ bus stop ပဲတစ်ခုဖြတ်ရမှာလဲဒီမှာဆိုရင် bus stop 9ခုပေါ့ကြာချိန်လေးလဲသူကပြောပေးထားတယ်အဲ့ဖူကတ် airport လေးစိတ်ကိုရောက်ပြီဆိုလို့ရှိရင်ကိုကဒီကားရက်ပြီဆိုလို့ရှိရင်9မိနစ်လောက်လမ်းလျှောက်လိုက်ရင် international airport ကိုရောက်တယ်ဒါဆိုရင်သူ့ရဲ့ကုန်ကျစရိတ်ကလည်းဘတ်100ပဲသူကလေ aircon ကထိုင်ကုန်တွေပါရင်လဲလူလဲရိုင်းမကြဘူးထိုင်ကုန်တွေပါလဲရတယ် AC ကိုမှပစ္စည်းပါလဲ ACတဲ့လို့အဆင်ပြေတယ်ပေါ့နော်ကုန်ကြစိတ်တနဲ့ကိုသွားလို့ရပါပေါ့အကယ်၍ကိုကတက်စီတွေပါစီးမယ်ဆိုရင်400ဘတ်400လောက်ကြာမှာလေဒါလေးဆိုရင်မဆိုးဘူးပေါ့နော်အဲ့တော့ဒါလေးစီးပြီးတော့သွားလို့ရပါတယ် smart bus ပေါ်မှာရိုက်ထားတာပါဒီလို bus ကားလေးနဲ့သွားရတာပါလေစိတ်ကိုရောက်ရင်သူက domestic ပြည်တွင်းလေစိတ်ရဲ့အဝမှာရက်ပြရပါတော့ဟိုဘက်မှာဒီပါလေစိတ် international airport ကိုသွားတဲ့လမ်းလေးရှိတယ်ဒီလေစိတ်နှစ်ခုကိုဆက်ထားတဲ့လမ်းလေးပေါ့အဲ့လမ်းလေးအတိုင်းသွားလိုက်မယ်ဆိုလို့ရှိရင်ဟိုဘက် international လေစိတ်ဘက်ချမ်းကိုရောက်သွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဆင်ပြေကြပါစေ